အားလုံးပဲမင်္ဂလာပါ Samuel the Blueprints ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည် Samuel ပါကျွန်တော် Samuel the Blueprint ဆိုတဲ့ page ကိုလွန်ခဲ့တဲ့2နှစ်ခွဲလောက်ကတည်းကကျွန်တော်ဖွင့်ခဲ့ပြီးတော့မှကျွန်တော် post တွေတင်ခဲ့ပါတယ် post တွေတင်တဲ့ဟာကဘယ်လိုအကြောင်းအရာတွေလဲဆိုတော့ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်တစ်ခုက marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီဟာတွေနဲ့ပတ်သက်ပြီးကျွန်တော်တော်တော်များများတင်ခဲ့ပူတယ်ဒါပေမဲ့ကျွန်တော်ဒီ Facebook page မှာကျွန်တော် consistently မဖြစ်ခဲ့ဘူးကျွန်တော်အဲ့ဒီအစားပဲနေရာမှာကျွန်တော် consistently တင်ဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ LinkedIn မှာကျွန်တော်တောက်လျှောက် post တွေ knowledge sharing တွေကျွန်တော်အမြဲလုပ်ပေးခဲ့တယ်အခုကျွန်တော်ဒီ Facebook page လေးကိုကျွန်တော်ပြန်ပြီးတော့အသက်သွင်းမဲ့ရည်ရွယ်ချက်ကကြတော့ကျွန်တော်သူများတွေလိုမျိုး personal branding လုပ်တာမျိုးဒါမှမဟုတ် content creator လုပ်တာမျိုးလားဆိုတော့ partially အားဖြင့်တော့မှန်ကောင်းမှန်တယ်ဒါပေမဲ့knowledge sharing လုပ်ပေးတယ်ဆိုတဲ့အရာထက်ဘယ်လိုအရာမျိုးတွေပိုဖြစ်မလဲဆိုတော့ကျွန်တော်တို့တွေအားလုံးဒါဒီတဲမှာကျွန်တော်တို့ marketing industry ထဲမှာလုပ်နေကြတဲ့သူတွေအကုန်လုံးကကျွန်တော်တို့ကအရင်ကဆိုရင်ကျွန်တော်တို့သင်တန်းတက်ဖူးတဲ့ဟာမျိုးတွေလည်းရှိမယ်နောက်တစ်ခုကကျွန်တော်တို့ research လုပ်ထားတဲ့ဟာတွေရှိမယ် Google မှာရှာထားတဲ့အရာတွေ YouTube မှာရှာထားတဲ့အရာတွေရှိမယ်ဒါတွေကိုကျွန်တော်တို့လုပ်ငန်းခွင်မှာပြန်ပြီးအသုံးချရတဲ့အခါမှာဒီဟာတွေမှာကျွန်တော်တို့ထပ်ပြီးတော့မှလေ့လာစရာတွေထပ်ပြီးတော့မှသုံးသပ်စရာတွေအများကြီးကျွန်တော်တို့တွေးခဲ့ရတယ်အဲ့တော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒါပဲကျွန်တော် marketing intern ကနေပြီးတော့မှကျွန်တော်နောက်ဆုံး senior strategist ယာထူးအထိကျွန်တော် marketing agency မှာလုပ်ခဲ့နောက်ပြီးတော့မှကျွန်တော် corporate နဲ့ဒီ fintech solution company တွေမှာကျွန်တော်နောက်ထပ်2နှစ်ကျွန်တော်ထပ်ပြီးလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်ရဲ့လုပ်ခဲ့တဲ့အတွေ့အကြုံတွေတောက်လျှောက်မှာကျွန်တော်ရလာခဲ့တဲ့ experience ကိုကျွန်တော်ကနေပြီးတော့မှပြန်ပြီးတော့ portfolio သဘောမျိုး case study လိုမျိုးပြန်ပြီးတည်ဆောက်ခြင်းတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ Samuel the Blueprints ကိုကျွန်တော်ပြန်ပြီးတော့မှအသက်သွင်းရခြင်းဖြစ်ပါတယ်ကျွန်တော်ရတဲ့ area အစကိုပြောရမယ်ဆိုရင်ကျွန်တော်လွန်ခဲ့တဲ့6နှစ်တုန်းက marketing intern အနေနဲ့ကျွန်တော်ဝင်ခဲ့တယ်နောက်ထပ်4နှစ်ကျော်ကြာတဲ့အချိန်မှာကျွန်တော် senior strategist တယောက်အနေနဲ့ကျွန်တော် agency ကနေပြီးတော့မှကျွန်တော်နှုတ်ဆက်တယ်ပြီးတဲ့အခါကျတော့ကျွန်တော် consulting firm နဲ့ကျွန်တော်ဒီ fintech solution company corporate တွေမှာကျွန်တော်ဝင်ပြီးလုပ်ခဲ့တယ်အဲ့တော့ဒီ journey တောက်လျှောက်လုံးမှာကျွန်တော်ကျေးဇူးတင်ရမယ့်သူတွေရှိတယ်အဲ့ဒါဘယ်သူတွေလဲဆိုရင်ကျွန်တော်ရဲ့အထက်ဒါမှမဟုတ်ကျွန်တော်ရဲ့အောက်ဒါမှမဟုတ်ကျွန်တော်နဲ့ဒိုးတူပေါင်းဖက်အလုပ်လုပ်ကြတယ်ကျွန်တော်ရဲ့ colleague တွေအကုန်လုံးကိုကျွန်တော်ဒီနေရာကနေပြီးတော့မှကျွန်တော်လှိုက်လိုက်လေးကျေးဇူးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနေရာမှာဒီအခြေအနေမှာကျွန်တော်ရောက်နေတယ်ဆိုတဲ့အရာသူတို့ရဲ့ sharing တွေသူတို့ရဲ့ဖေးမမှုတွေမပါဘဲနဲ့ကျွန်တော်မရောက်နိုင်ဘူး။ကျွန်တော်မှာအားလုံးထက်ကံကောင်းရတဲ့အကြောင်းကိုကျွန်တော်ပြောရမယ်ဆိုရင်ကံကောင်းရတဲ့အချက်ကဘာလဲဆိုရင်ကျွန်တော်ကလှုပ်ဖို့ကင်ဘက်ကံအရန်ကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တွေးခဲ့ရသမျှတောက်လျှောက်အကုန်လုံးကျွန်တော်ရဲ့လှုပ်ဖို့ကင်ဘက်တွေအကုန်လုံးကကျွန်တော်ထက်တော်ကြတယ်ကျွန်တော်ထက်ဘ ഹു တုဒရှိကြတယ်ကျွန်တော်ထက်လှုပ်သက်အားဖြင့်တော့၎င်းတဘာအားဖြင့်တော့၎င်းကြီးကြတဲ့သူတွေကြီးပဲသူတို့စီကနေပြီးတော့မှကျွန်တော်အများကြီးသင်ယူခဲ့ရတယ်မတူညီတဲ့ perspective တွေအကုန်လုံးမတူညီတဲ့ solution တွေအကုန်လုံးနဲ့အကုန်လုံးကိုကျွန်တော်ထိတွေ့ခွင့်ရခဲ့တယ်အဲ့အတွက်ကြောင့်မလို့သူတို့အကုန်လုံးစီကကောင်းတဲ့အချက်တွေအကုန်လုံးစီကနေပြီးတော့ကျွန်တော်စုစည်းထားပြီးတော့မှဒီနေ့ဒီချိန်မှာဒါကျွန်တော်ရဲ့လက်ရှိအခုရောက်နေတဲ့အခြေအနေမှာကျွန်တော်အသုံးချနေရဆိုတဲ့ဟာအရာဒီသူတို့ရဲ့ကျေးဇူးအများကြီးပါတယ်ဆိုတော့ကျွန်တော်နဲ့တွေ့ခဲ့တဲ့ colleague တွေအားလုံးကကျွန်တော်ရဲ့ဒါ career မှာဆိုရင်တကယ်ကျေးဇူးရှင်တွေလို့ပြောလို့ရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သင်တန်းတွေတက်ဖူးတဲ့အရာတွေရှိတယ်။ကျွန်တော် YouTube မှာကျွန်တော် research လုပ်ဖူးတယ် Google မှာ research လုပ်ခဲ့တဲ့အရာတွေရှိတယ်။ဒီကနေပြီးကျွန်တော်သင်ခဲ့တဲ့အရာတွေရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်သင်ခဲ့ရတဲ့ကို self study လုပ်တယ်ဆိုတဲ့အရာထက်ကျွန်တော်ရဲ့လှုပ်ဖို့ကိုင်ဘက်တွေစီကနေပြီးတော့မှရတဲ့ case study ကကျွန်တော်အတွက်ပို့ပြီးတော့မှအထောက်အကူဖြစ်ခဲ့တယ်အထောက်ပံ့ဖြစ်ခဲ့တယ်တကယ်လက်တွေ့အသုံးချလို့ရခဲ့တယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကလည်းပဲကျွန်တော်ဒီမှာကြုံတွေ့ခဲ့ရတဲ့အရာတွေအကုန်လုံး solution တွေအကုန်လုံးကျွန်တော် theory အရာရောနောက်တစ်ခုကဒီ theory ကိုကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာပြန်ပြီးအသုံးချမယ်ဆိုရင်ဒီလိုမျိုး apply လုပ်တဲ့အချိန်မှာတွေးကြုံရမှအခက်အခဲတွေကိုပြန်ပြီးတော့မှထပ်ပြီးတော့မှဖြည့်ရှင်းပေးမဲ့ solution တွေ system တွေကိုကျွန်တော် sharing လုပ်ပေးဖို့အတွက်ကျွန်တော်ဒီ page ကိုပြန်ပြီးတော့အသက်သွင်းရခြင်းဖြစ်ပါတယ်။အားဖြင့်တော့ Samuel the Blueprints ရဲ့ audience တွေကိုကျွန်တော်ဂရုပေးကြရတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ရဲ့ audience တွေကျွန်တော်ရဲ့ video ကိုကြည့်ခြင်းအပြင်ကျွန်တော် sharing လုပ်ပေးတဲ့အကြောင်းအရာတွေဒီတူဦးတယောက်ပေါ်မှာတော့၎င်း industry ပေါ်မှာတော့၎င်းလုံးဝအစိတ်တောက်မဖြစ်စေရဘူးလို့ကျွန်တော်ဂရုပေးပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ content creator တွေတော့၎င်းဒီ influencer တွေတော့၎င်းဒါတွေဒီ audience ကိုမိခိုပြီးတော့မှအသက်မွေးဝမ်းကြောင်းတူကြရတယ်။ဒီအခါမှာကိုယ့်ရဲ့ audience ကိုထမင်းစားရုံလောက်နဲ့ကိုအောင်မြင်ကြော်ကြားရုံလောက်နဲ့ audience တွေဒါမှမဟုတ် industry ပေါ်မှာအစိတ်တောက်ဖြစ်စေတဲ့အရာတွေလုပ်ပြီးတော့မှကျွန်တော်အောင်မြင်မှုကိုမလိုချင်ပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ page တစ်ခုလုံးဒီ information နဲ့ audience တို့တကယ်အသုံးတဲ့မဲ့အရာတွေဒါ system တွေ templates တွေကိုပဲ sharing လုပ်ပေးပါမယ်လို့ကျွန်တော်ကတိပေးပါတယ်
နောက်ထပ် commitment ပေးချင်တာတခုရှိတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်ဒီနေ့အားစလို့ရက်ပေါင်း30တိတိအထိကျွန်တော် free template ခု30ကိုကျွန်တော်ရဲ့ audience တွေကိုကျွန်တော် sharing လုပ်ပေးပါမယ်ဒီ templates တွေကကျွန်တော်ဒါ ready made ဒါတခြားတနေရာနေပြီးတော့မှကျွန်တော် free ကုန်စင်းလာတဲ့ကြိတ်လာတဲ့ templates တွေမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ဒါကတကယ် execution လုပ်တဲ့အခါမှာတကယ်လူအားရောအချိန်အားရောတတ်တာအောင်တကယ်တည်တည်ချာချာcustomization လုပ်ပြီးတော့မှ audience ကိုပြန်ပြီး sharing လုပ်ပေးမယ့်အရာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒီရက်ပေါင်း30မပြီးမချင်းဒါကျွန်တော်ရဲ့ audience တွေကိုကျွန်တော် business နဲ့ပတ်သက်တဲ့အရာကျွန်တော်ဘာမှမလုပ်ဘူးကျွန်တော်အတွက်ကျွန်တော်အခကျင်းငွေရအောင်လဲကျွန်တော်မလုပ်ဘူးကျွန်တော်တင်တန်းလဲမဖွင့်ဘူးနောက်တစ်ခုကကျွန်တော်ဒါ download လုပ်ဖို့အတွက်ကျွန်တော်ကြည့်ရမလားပတ်စံလဲကျွန်တော်အကောက်မကောက်ခံဘူးဆိုတော့ဒီဟာတွေဒီရက်ပေါင်း30ကျွန်တော် free ပေးတဲ့အရာတွေကိုကြည့်ပါဒါကိုယ့်အတွက် value ရှိတယ်ကိုယ့်အတွက်တကယ် effective ဖြစ်တယ်ဆိုတဲ့အခါကျတော့မှပဲဒါကျွန်တော်ကိုယုံကြည်ပေးပါကျွန်တော်နဲ့အလုပ်ဆက်လုပ်ပါဒီတော့ကြောင့်မလို့ဒီရက်ပေါင်း30ကို30မှာကျွန်တော် sharing လုပ်ပေးမယ် templates တွေ system တွေကိုဆက်စောင့်မျှော်ပေးဖို့ပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ